အားလုံးပဲမင်္ဂလာပါ time base ကကြိုဆိုပါတယ်လူကြီးမင်းတို့ crop cycle ဆိုတာကိုကြားပူးကြလာတော့မသိဘူး UK အင်္ဂလန်မှာ2002ခုနှစ်တောင်ကဒီညတွင်ချင်းမှာပဲအင်ချီပေါင်း40စာလောက်အကျဉ်းဝင်ရှိတဲ့လေကွင်းကြီးတွေမှာထူးခြားတဲ့ပုံသဏ္ဍာန်တစ်ခုကညတွင်ချင်းမှာပဲပေါ်လာတယ်ဒီပုံသဏ္ဍာန်ကြီးကလူတွေလှုပ်လိုက်တဲ့အရာလားဒါမှမဟုတ်ကြလို့ရှိရင်ပြင်ပကမ္ဘာမှာရှိတဲ့သက်ရှိတွေကကျွန်တော်တို့ကို message တစ်ခုခုပေးချင်တာလားဆိုတော့ကျွန်တော်တို့ဒီနေ့ပဲ time base နဲ့အတူတူရှာဖွေကြည့်လိုက်ကြရအောင် Okay ဒါဆိုအရင်ဆုံးကျွန်တော်တို့က crop cycle ဆိုတာကဘာလဲဆိုတာကိုအရင်ပြောကြရအောင် crop cycle ဆိုတာကဂျုံခင်ပြောင်းခင်အဆရှိတဲ့လေကွင်းတွေထဲမှာညတွင်ချင်းပဲပေါ်ပေါက်လာတဲ့ဒီဆက်ဝိုင်းပုံတွေခြေတရာနဲ့ပတ်သက်တဲ့ပုံတွေတခါကြလို့ရှိရင်အမျိုးအမည်မသိနိုင်တဲ့ပုံသဏ္ဍာန်လိုမျိုးအကောင်ပုံစံလိုမျိုးစသည်ဖြင့်ထူးထူးဆန်းဆန်းပေါ်လာတဲ့ဒီအဝိုင်းပုံစံတွေအခင်းအကျင်းပုံစံတွေကိုခေါ်တယ်ဒီ crop cycle ကိုလူတွေနဲ့စပြီးတော့သတိထားမိတာကဒီ20ရာစု21ရာစုမှမဟုတ်ပါဘူးဟိုလွန်ခဲ့တဲ့1688ခုနှစ်ကတည်းကအင်္ဂလန်မှာကျွန်တော်တို့ဒီစာ crop cycle ရဲ့ပထမဆုံးမှတ်တမ်းလို့ယူဆရတဲ့အဖြစ်အပျက်တစ်ခုကဖြစ်ခဲ့တယ်ပေါ့နော်ဒီလေပိုင်ရှင်တယောက်ကတဲ့လင်ကိုခုတ်ပေးဖို့လေသမားတယောက်ကိုသူငှားတယ်ဒါပေမဲ့ဒီငှားတဲ့တောင်းတဲ့လစာကအရင်မြင့်တာဖြစ်တဲ့အတွက်အဲ့မှာလေပိုင်ရှင်စိတ်ဆိုးပြီးတော့မင်းကိုခေါ်မဲ့အစားတော့ငါ devil ပေါ့နော်ဒီနတ်ဆိုပဲခေါ်ပြီးခုတ်ခံလိုက်မယ်ကွာပေါ့သူလို့မိသွန်းတောက်တီးပြီးတော့သူမျိုးစိတ်ပါလက်ပါနဲ့သူစိတ်ဆိုးလက်ဆိုးနဲ့သူပြောပြီးတော့ပေါ့နော်သူအဲ့ဒီညအိတ်လိုက်တယ်နောက်နေ့မနေ့ရောက်တဲ့အချိန်မှာပဲသူ့ရဲ့လေကွင်းတကွင်းလုံးကဒီပုံထူးခြားတဲ့ပုံစံနဲ့အဝိုင်းနေပေါ့နော်ကျွန်တော်တို့ဒီအခုပုံမှာတွေ့ရတဲ့အတိုင်းပဲခုတ်ထားပြီးသားဖြစ်နေတာတွေ့ရတယ်ဒီကောင်ကကြတော့ဒီလူသမိုင်းမှာဒီ crop cycle အနေနဲ့လူတွေပထမဆုံးစတင်ပြီးတော့သတိထားမိတဲ့first encounter ပေါ့နော်ပထမဆုံးတွေ့တဲ့ crop cycle ဆိုရင်ကျွန်တော်တို့မှတ်တမ်းတင်ထားတယ်။သမိုင်းပညာရှင်တွေကတော့အဲ့ဒီပုံစံကတာမန်လက်နဲ့ခုတ်ထားတဲ့ပုံစံသာဖြစ်ပါတယ်ဆိုပြီးတော့သူတို့ပြောကြတယ်ပေါ့နော်။ဒါပေမဲ့လည်းဒါကလည်းသို့လောပဲဘယ်သူမှတော့အတိအကျcrop cycle ဖြစ်တယ်မဖြစ်ဘူးလူတွေခုတ်တယ်မခုတ်ဘူးဆိုတာကိုတော့အခုချိန်ထိဘယ်သူမှသေချာကနမပြောနိုင်သေးဘူးပေါ့နော်။ဒီလိုနဲ့1992ခုနှစ်မှာ Dove Power နဲ့ David Colley ဆိုတဲ့လူနှစ်ယောက်ကသတင်းမီဒီယာရှိတွေကိုထွက်လာပြီးတော့ crop cycle ကိုတဲ့သူတို့နှစ်ယောက်ကလုပ်ခဲ့တာပါဆိုပြီးတော့အတိလင်းဝန်ခံလာတယ်သူတို့ပြောတာကသူတို့အသုံးပြုခဲ့တဲ့ပစ္စည်းတွေကတန်ကြိုးတွေတစ်သားပြားတွေကြိုးတွေပြီးတော့တခြားလိုအပ်တဲ့ကက်ကြီးတွေစသည်ဖြစ်ပါတော့အဲ့ပစ္စည်းတွေကိုသူတို့ယူတယ်ပြီးတော့ဒီပိုင်ရှင်တွေမသိအောင်ညအချိန်မှာလေတော်တဲ့ဝင်နေပြီးတော့သူတို့နှစ်ယောက်လုံးတညလုံးအချိန်ဖြုံးပြီးတော့ crop cycle ကိုသူတို့လုပ်ခဲ့ပါတယ်ဆိုပြီးတော့သူတို့မီဒီယာကိုဝန်ခံလာတယ်ဒါပေမဲ့လူထုရဲ့အမြင်ကကြတော့ဒီပေါ်ပေါက်နေတဲ့ crop cycle တွေကအရန်ကုန်မှာပဲပုံစံတိကျလွန်တယ်ပေါ့နော်ဥပမာ၄တောင်းဆိုရင်လည်းအရန်ကုန်မှာပဲ90 degree တောင်းကျလွန်တယ်အဝိုင်းဆိုလည်းဝိုင်းဆက်နေရပဲဥပမာတချို့မြင်းဖြောင်းနေဆိုလည်းတစ်ချက်မှကွေးကောက်သွားတာမရှိဘူးလူနှစ်ယောက်ထဲကတညလုံးအချိန်ယူပြီးလုပ်ရင်တော့မှပဲဒီလောက်တိကျပြီးတော့ကျေဝန်းတဲ့ဟာကိုပြီးနိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုပြီးတော့လူထုကပြန်ပြီးတော့ထောက်ပြတယ်ဒါကဒီ Dove Power နဲ့ David Colley ကလူရဲ့ attention ကိုသူတို့လိုချင်လို့ထွက်လာပြီးတော့ဝန်ခံတယ်ဆိုပြီးတော့လူထုကနေပြီးတော့ပြန်ပြီးတော့မှ counter attack လုပ်တဲ့ comment တွေလည်းအများကြီးကျွန်တော်တက်ခဲ့တယ်ပေါ့နော်ဒါကကြတော့ human host theory တခုအနေနဲ့ဒီ crop cycle နဲ့ပတ်သက်တဲ့ field မှာပေါ်ပေါက်ခဲ့တဲ့ဒီ human host theory ပေါ့နော်ဥပမာဒီပုံဆိုရင်1990ပေါ့ဒီ Dove Power နဲ့ David Colley တို့လူရှိထွက်ပြီးတော့မဝန်ခံခင်တစ်နှစ် upload မှာပဲပေါ်ခဲ့တဲ့ပုံ UK မှာပေါ်ခဲ့တဲ့ပုံ1990မှာပေါ်ခဲ့တဲ့ပုံသူဆိုရင်ကျွန်တော်တို့ပေ200အထက်မှာအကျယ်ဝန်းပေ200ကျော်တယ်ပြီးတော့မှဒီမှာပေါ်နေတဲ့ဝိုင်းဆိုလဲဝိုင်းဆက်နေရပဲပြီးတော့မှလူ2ယောက်ထဲကတညအတွင်းမှာပဲအပီးလုပ်ဖို့ဆိုတာဒါကလုံးဝမဖြစ်နိုင်တဲ့အတိုင်းအတာကြီးဖြစ်နေတယ်ပေါ့နော်လူထုအနေနဲ့ဒီလိုမျိုးပုံတွေကိုထောက်ပြပြီးတော့ကျွန်တော်တို့2ယောက်ကိုပြောဆိုဝေဖန်ခဲ့တာရှိခဲ့ပါတယ်ဒီ crop cycle တွေကအင်္ဂလန်မှာပဲပေါ်တာလားဆိုတော့မဟုတ်ဘူးကမ္ဘာအနှံ့မှာပေါ်တယ်ဥပမာဒီပုံဆိုရင်ဂျာမနီ2006ခုနှစ်တုန်းကပေါ်ခဲ့တဲ့ပုံဒီပုံဆိုရင်2014တုန်းကဂျာမနီမှာပေါ်ခဲ့တဲ့ပုံဒီ2014ဂျာမနီမှာပေါ်ခဲ့တဲ့ပုံဆိုရင်ကျွန်တော်တို့လူတွေအထင်းမှာရှိနေတာတွေ့နိုင်တယ်ပေါ့နော်အဲဆိုရင်ကျွန်တော်ဒီ crop cycle ကြီးကဘယ်လောက်တောင်မှကြီးမားလဲဆိုတာကိုကျွန်တော်တို့ချက်ချင်းကိုပဲတခြားသိနိုင်တယ်ပေါ့နော်ကျွန်တော်လူတွေနဲ့နှိုင်းယှဉ်ကြလို့ရှိရင်အစပေါင်း100 200လောက်ထိကို
ကြီးမားတဲ့ crop cycle ကြီးဖြစ်ခဲ့တယ်ဒီ UK Germany တရုတ်ဂျပန်စသည်မှာလည်းနေရာတွေမှာလည်း crop cycle တွေကနေရာအနှံ့ပြားမှာပေါ်ပေါက်ခဲ့ပါတယ်လူတွေရဲ့အမြင်မှာဒီ crop cycle ကတခြားကမ္ဘာကဂျိုသားတွေလာလောက်တယ်ဆိုတာကိုပို့ပြီးတော့ခိုင်မာစေတဲ့တစ်ချက်ကကြတော့ကျွန်တော်အခုဒီပုံမှာပြရတဲ့အတိုင်း2002ခုနှစ်တုန်းကအင်္ဂလန် Winchester မှာပေါ်ခဲ့တဲ့ပုံကြောင့်လည်းပါပါတယ်ဒီပုံမှာဆိုရင်ကျွန်တော်တို့တွေ့နိုင်တာကပေပေါင်း280အထက်မှာပေပေါင်း280လောက်ကြီးမားတဲ့ပုံကြီးမှာကျွန်တော်ဂျိုသားမျက်နှာလိုပုံနဲ့ဘေးမှာကျွန်တော် binary ကုတ်ပုံစံကြီးရုပ်တရက်ကြီးညတွင်ချင်းပေါ်လာတာကိုလူထုအနေနဲ့မိခွန်းတွေထုတ်လာတယ်ပေါ့နော်ဒါကတခြားကဘာကဂျိုသားတွေကပဲငါတို့ကို message တစ်ခုခုပေးချင်တာလားဒီဘလို့ပုံစံနေနဲ့ပဲညတွင်ချင်းပေါ်လာတာလဲစသည်ဖြင့်ပေါ့နော်ဒီဂျိုသားတွေရဲ့အပေါ်စိတ်ဝင်စားမှုတွေလည်းပိုပြီးမြင့်တက်လာတယ်ပြီးတော့မှအရင်ကတည်းကကိုမှလူထုကယုံကြည်လာတဲ့ဒီ crop cycle ဆိုတာကလူလောက်တာမဟုတ်ဘူးဒီလိုမျိုးတဘာဝအလျောက်စမ်းကျဲစွာပေါ်လာတာလည်းမဟုတ်ဘူးတခြားကဘာတစ်ခုခုကငါတို့လူသားတွေကို message တစ်ခုခုပေးချင်လို့ပေါ်လာပါတယ်ဆိုတော့ဒီသူတို့ရဲ့ယုံကြည်ချက်ကြီးကပိုပြီးတော့ခိုင်မာလာတယ်ပေါ့နော်ဒီ crop cycle ဟာဂျိုသားတွေနဲ့ပတ်သက်ပါတယ်ဆိုတာကိုပိုပြီးတော့ခိုင်မာစေခဲ့တဲ့နောက်ထပ်အထောက်ထားသက်သေတစ်ခုကကြတော့ကျွန်တော်ခုပြမယ့်ဗီဒီယိုလေးပါတစ်ချက်ကြည့်ကြည့်ပါမြင်လိုက်မယ်တင်ပါတယ်အရာဝတ္ထုနှစ်ခုကပြန်နေတယ်အောက်မှာအကွက်ကြီးတွေကထူးထူးခြားခြားနဲ့ပဲပေါ်လာတယ်ဒါတွေက crop cycle ဖြစ်ရတဲ့အကြောင်းရင်းပါပဲကဲဒါဆိုဒီ crop cycle ကတဘာဝလျောက်ဖြစ်တဲ့အဖြစ်ပြလားဒါမှမဟုတ်လူသားတွေကစချင်နောက်ချင်လို့လောက်ကြတာလားဒါမှမဟုတ်ရင်တခြားကမ္ဘာကရှိတဲ့အသက်ရှိကြိုးသားတွေကကျွန်တော်တို့ကိုအရေးကြီးတဲ့ message တွေကိုပြောပြချင်လို့များလာရောက်ပြီးတော့ရေးဆွဲလာလားဆိုတာကိုတော့ဒီနေ့အချိန်ထိလူသားတွေရဲ့ကြားထဲမှာဖြစ်နေတဲ့မိခွန်းတစ်ခုဖြစ်ပါတယ်ကဲကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ပရိသတ်ကြီးအနေနဲ့ရောဘယ် theory ကိုယုံလဲဆိုတာကို comment မှာရေးပေးခဲ့ပါဦးနော်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အရောက်ချင်းစီတိုင်းရောကျေးဇူးများတင်ပါတယ်နောက်လည်းဒီထက်စိတ်ဝင်စားဖွယ်ကောင်းတဲ့ဗီဒီယိုလေးကိုဆက်ပြီးတော့တင်ပြပေးသွားမှာမလို့စောင့်မျှော်ပြီးတော့ကြည့်ရှုပေးကြပါဦးကျေးဇူးများတင်ပါတယ်